ကိုခရီကက်မှကြိုးဆိုပါတယ်။ Sonic ကိုကဘာမြေသို့ပို့လိုက်ပြီးနောက် Tail နဲ့အတူ Robotnik နဲ့ Knuckles ကိုရင်ဆိုင်က Chaos Emeralds တွေကိုကာကွယ်ရပါလိမ့်မယ်။ဒီနေ့မှာ Sonic ရုပ်ရှင်များရဲ့ဇာတ်လမ်းကိုအကျဉ်းချုပ်ပြန်လည်တင်ဆက်သွားမှာပါ။ Angela မှာအထူးစွမ်းအားများကိုပိုင်ဆိုင်ထားတဲ့အပြာရောင်လက်ကျူတစ်ကောင်ဖြစ်တဲ့ Sonic ကိုမွေးဖွားခဲ့ပါတယ်။သူ့ပတ်ဝန်းကျင်ရှိလူတိုင်းကသူ့စွမ်းအားကိုလိုချင်ကြတဲ့အတွက် Sonic ဟာကလေးဘဝတစ်လျှောက် Gordon ဖြစ်တဲ့ Long Claw နဲ့အတူတီးခြားနေထိုင်ခဲ့ရပါတဲ့အမြဲတမ်းလိုက်လံဖန်ဆီးခံနေရတော့လဲ Sonic ကမတတိထားမိပဲခြေရာတွေကြံခဲ့ပြီးအဲ့ဒီခြေရာတွေကိုရန်သူအဖွဲ့တစ်ဖွဲ့ကတွေ့ရှိသွားပါတယ်။အနေရကြီးလာပြီဆိုတာကိုသိသွားတဲ့ Long Claw ဟာ Sonic ကိုခေါ်ယူထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ညာတစ်ချောင်းထိမှန်ပြီးမြေပြင်ပေါ်လဲကျသွားပါတယ်။ဒီနီလန်းနဲ့မလွတ်မြောက်နိုင်တော့ဘူးဆိုတာသိလာတဲ့အခါ Teleport Ring တစ်ခုကိုအသုံးပြုပြီးကဘာမြေကိုချိတ်ဆက်ထားတဲ့ပေါ်တဲ့တစ်ခုဖွင့်ပေးက Sonic ကိုသွားဖို့အမိန့်ပေးပြီးကိုယ်တိုင်တော့နောက်မှကျန်နေတာရန်သူတွေကိုအာရုံလွှဲပေးခဲ့ပါတယ်။ကဘာမြေပေါ်ရောက်လာပြီးနောက် Sonic ဟာသူ့အိမ်ငယ်ထဲမှာတယောက်တည်းအချိန်တော်ကြာနေထိုင်ခဲ့ရပါတယ်။ Green Hill ဆိုတဲ့မြို့ငယ်လေးကလူတွေပြုမှုတွေကိုလှုပ်ဝက်ဆောင်ကြည့်နေခဲ့ပြီးအဲ့ဒီထဲကတယောက်ကတော့ Sheriff ဖြစ်ပါတယ်။အမှုခင်းနယ်လုံးတဲ့ဒေသမှာအလုပ်လုပ်နေရလို့မကျေနပ်ဖြစ်နေတဲ့ထံဟာမြို့ကြီးကိုပြောင်းရွှေ့ခြင်းနေသူပါ။တနေ့ Sonic ဟာအထီးကျန်မှုကြောင့်စိတ်လှုပ်ရှားပြီးအမြန်ဆုံးပြေးထွက်သွားရာကအားကြီးလွန်းတဲ့စွမ်းအားကြောင့်လျှက်စစ်စနစ်အားလုံးပျက်စီးသွားစေပါတယ်။ဘာဖြစ်တာလဲမသိတဲ့အမေရိကန်စစ်ဘက်အရာရှိတွေဟာ Robotnik ကိုစုံစမ်းစစ်ဆေးဖို့ပို့လိုက်ကြပါတယ်။ Green Hills ကိုရောက်လာတဲ့ Robotnik ဟာသူ့ရဲ့နည်းပညာမြင့် drone တွေကိုအသုံးပြုပြီးဒေသတစ်ခုလုံးကိုစစ်ဆေးရာကတောအတွင်းမှာထူးဆန်းတဲ့ခြေရာတစ်ခုကိုတွေ့ရှိပါတယ်။အဲ့ဒီခြေရာဟာတိထားတဲ့တိရစ္ဆာန်မျိုးစိတ်မဟုတ်ကြောင်းသိလာပြီး Sonic ကိုလိုက်လံရှာဖွေစေပါတယ်။လိုက်လံဖန်ဆီးခံနေရတာကိုသိသွားတဲ့ Sonic ဟာ Teleport Ring 8ကိုယူပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ရှာဖွေရေးအဖွဲ့နဲ့မျက်နှာချင်းဆိုင်တွေ့သွားလို့ရဲ့ကားကိုတောင်ထဲကိုဝင်ပုန်းပါတယ်။စူညံတန်ကြောင့်တောင်ကရက်ကွန်းတစ်ကောင်ဝင်လာတယ်လို့ထင်ပြီးမူးယစ်ဆေးတနက်နဲ့ဝင်ကြည့်ရမှာစကားပြောနိုင်တဲ့အပြာရောင်ငချောက်ကိုတွေ့ပြီးထိတ်လန့်သွားပါတယ်။မတော်တဆပြစ်မိပြီး Sonic ကိုထိခိုက်စေခဲ့ပါတယ်။မူးဝေသွားတဲ့ Sonic ဟာ Ring ကိုလွတ်ကျသွားစေပြီးမြို့ကြီးထဲကိုပေါ်တယ်ဖွင့်မိပါတယ်။ထို့အပြင် Ring 8လည်းပေါ်တယ်ထဲကျသွားလို့ကဘာမြေကနေထွက်ပြေးဖို့အခက်အခဲဖြစ်လာပါတယ်။အချိန်မကြာခင် Robotnik လည်းရောက်လာပြီးထံက Sonic ကိုအမိုးခန်းထဲမှာပုံထားပါတယ်။ drone တွေနဲ့စစ်ဆေးပေမဲ့ Sonic ကိုမတွေ့သလိုဖြစ်ခဲ့ပါတယ်။သို့တော့တဲထဲမှာ Sonic ရဲ့ခြံတစ်ခုကိုတွေ့သွားတဲ့အခါ Robotnik ကတန်တရားအတည်ပြုသွားပါတယ်။ Robotnik ကလက်နက်တပ် drone နဲ့ထံကိုချိန်ချောက်လိုက်တဲ့အခါထံကိုထိခိုက်စေမှာကိုမခံနိုင်တဲ့ Sonic ကပုံးနေရာကထွက်လာပါတယ်။အဲ့ဒီအချိန်တုန်းကအခွင့်အရေးယူပြီး Robotnik ကိုထိုးနှက်လိုက်ပါတယ်။ထို့နောက် drone နဲ့တိုက်ခိုက်မှုဖြစ်ပွားပြီး Sonic နဲ့ထံတို့ထွက်ပြေးနိုင်ခဲ့ပါတယ်။ကားထဲမှာ Sonic ကကိုယ့်ရဲ့ဇာတ်ကြောင်းနဲ့ Mushroom Planet ကိုထွက်ပြေးခြင်းတဲ့အကြောင်းကိုပြောပြပါတယ်။ဒါလည်းပါဝင်ပတ်သက်ပြီးသားဖြစ်လို့ကူညီဖို့သဘောတူလိုက်ပါတယ်။ Robotnik ကလိုက်လံတိုက်ခိုက်ပေမဲ့ Sonic ကစွမ်းအားတွေကိုအသုံးပြုပြီးအန္တရာယ်များကိုကျော်ဖြတ်ပါတယ်။နောက်ဆုံးမြို့ကြီးကိုရောက်လာပြီး Ring 8ကိုပြန်တွေ့ကြပေမဲ့ Robotnik ကထပ်မံတားဆီးပါတယ်။ Sonic ကသူ့ရဲ့အမြန်နှုန်းနဲ့ drone တွေကိုဖျက်ဆီးပေမဲ့ Robotnik က Sonic ရဲ့စွမ်းအားကိုအသုံးချထားတဲ့အတွက်ပြန်လည်ရှင်ပြိုင်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာ Sonic ရဲ့ဒေါသစွမ်းအားအပြည့်အဝထွက်ပေါ်လာပြီး Robotnik ရဲ့ယာဉ်ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ထံရဲ့အကူအညီနဲ့ဖောတော်တစ်ခုဖွင့်က Robotnik ကို Mushroom Planet သို့ပို့လိုက်နိုင်ခဲ့ပါတယ်။အရာအလုံးတည်ငြိမ်လာပြီးနောက် Sonic ဟာကဘာမြေပေါ်မှာပဲထံနဲ့ Mario နဲ့အတူနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့လည်း Green Hill မှာပဲဘဝအဆုံးထိနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။